Hello အားလုံးပဲမင်္ဂလာပါခင်ဗျာတရက်10လ2025ရွှေဆိုင်ကယ်ရောင်းဝယ်ရေးရဆောင်မြူရဲ့ဆိုင်ကယ်ခင်းကျင်းထားတဲ့အခင်းကျင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလက်ကုံရက်ပိုင်းလေးဆိုတော့ဆိုင်ကယ်လေးတွေရောင်းတော့တော်တော်လေးတော့ညော့သွားတယ်ခင်ဗျာဒါပေမဲ့ဒီနေ့တော့ကျွန်တော်တို့ပြန်ဝင်မယ်ဆိုင်ကယ်မျိုးစားစုံလေးပြန်ဝင်မယ်တော်တဲ့ကြမ်းသုံးဖို့အတွက်ကန်ပူအားလေးတွေပြန်ဝင်မယ်လော်ကြားဘိန်းလေးတွေပြန်ဝင်မယ်နျူးစနစ်ကျွဲလေးတွေဝင်မယ်နျူးစနစ်အဖာလေးတွေဝင်မယ်ဆိုင်ကယ်မျိုးစားစုံလင်းပြန်ဝင်မယ်ဗျဒီနေ့တော့ကျွန်တော်ဆိုင်မှာဆိုင်ကယ်မျိုးသားစုံလင်းကိုဘိန်းအာမခံအပြည့်ဈေးနှုန်းအာမခံအပြည့်နဲ့ရောင်းချပေးမယ်ဝင်သူစိတ်တိုင်းကြအောင်ကျွန်တော်တို့ဈေးနှုန်းကိုညှိနှိုင်းဈေးနှုန်းတွေနဲ့ရောင်းချပေးမယ်ဗျစိတ်တိုင်းကြပြည့်အောင်လဲကျွန်တော်တို့ဘက်ကစားပစ်လဲအပြည့်ဝပေးမယ်အင်တော့ကြောက်ကူဘက်ကအမျိုးတွေကလည်းကျွန်တော်တို့ဒီရက်ဆောက်ကိုမလာနိုင်ဘူးဆိုရင်ကြောက်ကူမှာဆိုင်တစ်ဆိုင်ကျွန်တော်တို့ရွှေဆိုင်ကရောင်းဝယ်ရေးတစ်ဆိုင်ရှိမယ်ကြောက်ကူဆိုင်ကတော့အမှန်ကရက်ကွက်ထဲကရွှေမိုဘိုင်းဘေးမှာပဲပေါ့နော်ကျွန်တော်တို့ရွှေဖုန်းဆိုင်ရဲ့ဘေးမှာပဲဖွင့်လှစ်ထားတဲ့ဆိုင်ကအမျိုးသားစုံလင်းကြောက်ကူမှာလည်းရှိမယ်လိုချင်တဲ့ကြောက်ကူဘက်ကလိုချင်တဲ့မိတ်ဆွေများလည်းကြောက်ကူဆိုင်မှာဝယ်ချင်လဲရတယ်ရက်ဆောက်မှာလာဝယ်ချင်လဲရပါတယ်ခင်ဗျာကျေးဇူး